အခုလိုမျိုးရင်ဘတ်မှာကိုယ့်ရဲ့ချစ်သူဒါမှမဟုတ်ရင်ကိုယ့်ရဲ့အဖေမိပုံတွေကိုတက်တူထိုးခြင်းနဲ့သူတွေအတွက်ပေါ့နော် AI နဲ့ကျွန်တော်တို့အခုလိုမျိုးတက်တူပုံတွေကိုဘယ်လိုမျိုးထုတ်ရမလဲဆိုတော့ကျွန်တော်ကဒီဗီဒီယိုမှာတစ်ဆင့်ချင်းပြပေးသွားမှာဖြစ်တယ်ပေါ့နော်အခုလိုမျိုးကျွန်တော်တို့ဒီရင်ဘတ်မှာထိုးတာပဲဖြစ်ဖြစ်နောက်ကျောမှာထိုးတာပဲဖြစ်ဖြစ်ပေါ့နော်ကိုယ့်ရဲ့ချစ်သူဒါမှမဟုတ်ကိုယ့်ရဲ့အဖေမိပုံတွေကြိုက်တဲ့ပုံကိုကျွန်တော်တက်တူပုံထိုးလို့ရတယ်ပေါ့နော်နောက်ပြီးတော့ကျွန်တော်တို့ပုံနဲ့ဆိုင်တဲ့စာသားလေးတွေလည်းကျွန်တော်တို့ထည့်လို့ရတယ်ကိုယ့်ရဲ့ချစ်သူပုံကိုထိုးမယ်ဆိုရင်လည်းဒီမှာကျွန်တော်အောက်မှာနာမည်လေးတွေထည့်လို့ရတယ်ပေါ့နော်ကိုယ့်ရဲ့အဖေမိဆိုရင်လည်းအဖေမိနာမည်လေးတွေကိုထည့်လို့ရတယ်ပေါ့နော်ကျွန်တော်ကဒီနေ့မှာအဲ့လိုမျိုး AI တက်တူပုံကိုပေါ့နော် AI တက်တူပုံကိုကျွန်တော်ဒီ Gemini သုံးပြီးတော့ဘယ်လိုမျိုးထုတ်ရမလဲဆိုတာကိုတစ်ဆင့်ချင်းပြပေးသွားမှာဖြစ်တယ်ပေါ့နော် Okay အဲ့ဒါဆိုရင်ကျွန်တော်စလိုက်ကြအောင်ပေါ့နော်ပထမဦးဆုံးအနေနဲ့ကတော့ဒီ website ကလေးတစ်ခုထဲကိုသွားရမယ်ပေါ့နော်ဒီ website ကိုကျွန်တော်ဟိုမှာပေးထားမယ်ဒီ comment မှာ link ပေးထားမယ်အဲ့ကနေတစ်ဆင့်သွားပြီးတော့ယူလိုက်ပေါ့နော်ဒီမှာကျွန်တော်အဲ့လိုမျိုး prompt တွေအများကြီးရှိတယ်ပေါ့နော်ပုံတွေနဲ့ဆိုင်တဲ့ prompt တွေအများကြီးရှိတယ် volume prompt တွေလည်းအများကြီးရှိတယ်ပေါ့နော်ဒီမှာတော့ကျွန်တော်က tattoo အကြောင်းပဲပြောသွားမယ်ပေါ့နော်ဒီမှာ tattoo ကိုကဘယ်လိုပုံထိုးချင်တာလဲဒီထဲကနေကျွန်တော်တစ်ချက်ကြည့်လိုက်ပေါ့နော် Okay ကျွန်တော်ဒီထဲကနေဒီပုံလေးကိုကျွန်တော်ဒီတစ်ချက် copy ယူလိုက်မယ်ပေါ့နော် Okay ဒီဟာလေးဒီမှာပေါ့နော်ဒီပုံလေးကိုကျွန်တော်နှိပ်လိုက်အောင်မယ်နှိပ်ပြီးရင်ဒီမှာ copy ယူပြီးသွားပြီဆိုရင်ကျွန်တော်တစ်ချက်ထွက်ပြီးတော့ Gemini နဲ့ကိုသွားမယ်ပေါ့နော်Okay ကျွန်တော်ဒီ Gemini နဲ့ကိုတစ်ချက်သွားမယ် Gemini နဲ့ရောက်ပြီဆိုရင်ကျွန်တော်ဒီဆောနာကယူလာတဲ့ prompt လေးကိုတစ်ချက် copy ပေးချလိုက်မယ်ချပြီးသွားပြီဆိုရင်ကျွန်တော်ပုံရွေးမယ်ပေါ့နော်ဒီနေရာမှာပုံရွေးရင်ပထမကိုယ့်ရဲ့ပုံရွေးရမယ်ပေါ့နော်နောက်ပြီးတော့ထိုးမဲ့ပုံပေါ့နော်ကိုဘာပုံထိုးမှလဲဘယ်သူပုံထိုးမှလဲပေါ့နော်အဲ့ဒီပုံကိုနှစ်ပုံရွေးပေးရမှာဖြစ်တယ်ပေါ့နော်နှစ်ပုံလုံးကလည်းကျွန်တော်ဒီလုံးဝရှင်းလင်းနေတဲ့မျက်နှာ clear ဖြစ်နေတဲ့ပုံတွေကိုရွေးဖို့လိုအပ်တယ်ပေါ့နော်ဒီနေရာမှာပုံတူထွက်ချင်တယ်ဆိုရင်အဲ့လိုမျိုးရွေးပေးရမယ် Okay အဲ့ဒါဆိုရင်ကျွန်တော်ဒီမှာကိုယ့်ရဲ့ပုံနဲ့ကိုထိုးမဲ့ပုံလေးကိုဒီနေရာလေးမှာကျွန်တော်တစ်ချက်ဆန်းလိုက်မယ်ပေါ့နော်ဒါကတော့ကျွန်တော်ဒီလွယ်တဲ့ပုံနှစ်ပုံကိုဆန်းပြလိုက်တာကျွန်တော်ရဲ့ပုံနဲ့ပေါ့နော် Okay ဒါဆိုရင်ကျွန်တော်တို့အဲ့လိုမျိုးပုံလေးရွေးပြီးဆွမ်းနာကစာအုပ်လေး copy ယူပြီးဆိုရင်ကျွန်တော်တစ်ချက်ထုတ်ကြည့်လိုက်မယ်ပေါ့နော် Okay ဒီနေ့မှာတစ်ချက်ဆောက်မယ်ဆွမ်းနာက website ကကျွန်တော်ရဲ့ website ပေါ့နော်အဲ့ထဲမှာကျွန်တော်အခုလိုမျိုးပုံနေနဲ့ prompt နေနဲ့အများကြီးတွဲထားတာရှိတယ်ပေါ့နော်ကျွန်တော်တစ်ချက်ပြမယ်ဒီမှာဆိုရင်အများကြီးရှိတယ်ပေါ့နော်ဒီထဲမှာတွားပြီးတော့ယူလို့ရတယ်ကျွန်တော် comment မှာလည်းအဲ့ဒီ link ပေးထားလိုက်မယ်တစ်ချက်တွားပြီးတော့ကြည့်လိုက်ပါနော် Okay အဲ့ဒါဆိုရင်ကျွန်တော်ဆွမ်းနာကပုံလေးရပြီလားကျွန်တော်တစ်ချက်ကြည့်လိုက်မယ်ပေါ့နော် Okay ဒီမှာပေါ့နော်ကျွန်တော်ပုံလေးရသွားပြီကျွန်တော်ထည့်လိုက်တဲ့ပုံလေးပေါ့နော်ဒီမှာကျွန်တော်ဒီပုံလေးကိုတတူထိုးခြင်းနဲ့ဆိုပြီးတော့ကျွန်တော်ထည့်လိုက်တယ်ဒီမှာဒီပုံလေးနဲ့တူတဲ့ဟာလေးထုတ်ပေးတယ်ပေါ့နော်ဒီအောက်ကစာကတော့ကျွန်တော်မပြောင်းလိုက်ဘူးဒီစာထဲမှာကျွန်တော်တစ်ချက်ပြမယ်ဘယ်နေရာမှာလဲဆိုရင် S စာလေးကျွန်တော်လိုက်ရှာလိုက်ပါနော်ဒီစာသားလေးပေါ့နော်ကျွန်တော်ကဒီမှာ SALOME ဆိုတဲ့စာသားလေး S စာသားလေးကိုကျွန်တော်ကထိုးတဲ့လူနာမည်ပြောင်းလို့ရတယ်ကိုကြိုက်တဲ့စာကျွန်တော်ရေးခြင်းနဲ့ဆိုရင်တော့ပြောင်းလို့ရတယ်ပေါ့နော်ဒီအောက်မှာတော့ကျွန်တော်က S စာကိုမပြောင်းတဲ့အတွက်ဒီစာတိုင်းပဲကျွန်တော်ပေါ်နေတာဖြစ်တယ်ကိုကပြောင်းခြင်းတဲ့စာသားကိုအဲ့နေရာလေးမှာအစားထိုးလိုက်ရုံပဲပေါ့နော်နောက်ပြီးတော့ကျွန်တော်ဒီနောက်ကျောပုံနဲ့မဟုတ်ပဲနဲ့ဒီမှာကျွန်တော်ဘာပုံနေရှိရောမလဲဒီမှာကျွန်တော်ရင်ဘတ်ပုံနေပေါ့နော်ရင်ဘတ်နဲ့ကျွန်တော်ထိုးတဲ့ပုံတွေလည်းရှိတယ်အဲ့ဒါကို copy ယူပြီးတော့ချက်သွားထုတ်လိုက်ပါနော်ဒီနေရာမှာတော့ကျွန်တော်ကထုတ်မပြတော့ဘူးဗီဒီယိုရှေ့မှာဖြစ်တဲ့အတွက်ကျွန်တော်ဒီထုတ်ပြီးသားပုံလေးတွေပဲတစ်ချက်ပြလိုက်မယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်ထုတ်ထားတဲ့ပုံလေးတွေပေါ့နော်ဒီမှာဆိုရင်လည်းကျွန်တော်ထုတ်ထားတဲ့ပုံလေးတွေအခုလိုမျိုးကျွန်တော်ဒီပုံတွေကပေါ့နော်ပုံနဲ့စာနဲ့တွဲပို့လိုက်လို့ဟိုကဒီတက်တူးပုံထွက်မလာပဲတခြားပုံတွေပေါ့နော်အဲ့ဒါတက်ပြီးတော့တခြားပုံတွေထွက်တတ်တယ်အဲ့လိုမျိုးထွက်လာတဲ့အခါမှာဒါကိုထားပြီးတော့ဆက်မထုတ်ဘဲနဲ့ဒီမှာ new check ကနေပြီးတော့ထပ်ပြီးတော့ edit prompt edit ပုံနဲ့ပဲထပ်ထုတ်လိုက်ပေါ့နော်ထပ်ထုတ်တဲ့အခါမှာရလိမ့်မယ်ပေါ့နော်ဒီမှာလည်းကျွန်တော်ရဲ့ဒီ prompt website ထဲမှာလည်းအခုလိုမျိုးတက်တူးပုံနဲ့မဟုတ်ဘဲနဲ့ပေါ့နော်ဒီမှာဘောလုံးကျွန်တော်ဒီပုံတွေလည်းကျွန်တော်တင်ထားတယ်နောက်ပြီးတော့ကျွန်တော်တို့ဒီမှာဆိုရင်လည်းသတင်းကြွဟာတွေအကုန်လုံးပေါ့နော်ကျွန်တော်တို့ဒီမှာဆိုင်ကယ်ဟာတွေအကုန်လုံးကျွန်တော်တင်ထားတယ်ပေါ့နော်ဒီမှာအောက်ဆုံးမှာကျွန်တော်ဒီ nature can ထဲမှာကျွန်တော်ရိုက်ထားတဲ့ပုံတွေလည်းပေါ့နော်ကျွန်တော်တင်ထားတယ် Okay ဒီပုံလေးတွေထုတ်ချင်တယ်ဆိုရင်ကျွန်တော်ဒီအောက်ကဒီ website မှာကျွန်တော်ပေးထားလိုက်မယ်အဲ့ရနေတစ်ဆင့်သွားပြီးတော့ထုတ်လိုက်ပါနော်ဒါဆိုရင်ကျွန်တော်အားလုံးနားလည်လောက်ပြီပေါ့နော်နားမလည်တာရှင်ကျွန်တော်ဒီ comment မှာမေးခဲ့လိုက်ကျွန်တော် reply ပြန်ပေးမယ်ပေါ့နော် Okay ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျွန်တော်နောက်ထပ်ဗီဒီယိုမှာပြန်ပြီးတော့တွေ့ကြမယ်